ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့ကျွန်တော်ကကျွန်တော်ရဲ့ Tiny Pixel စာပါလေးကိုကျွန်တော်ပြန်တန်းပြီးတော့ကျွန်တော်လိုက်ပြပေးမှာဖြစ်ပါတယ်စာပါထဲမှာဘာရှိလဲဆိုတာကိုတော့ကျွန်တော်တို့လိုက်ကြည့်လိုက်ကြပါဦးကဲရုံဆုံးတော့ကျွန်တော်ဒီမှာနည်းနည်းလေးပေါ့နော် Encryptor ညောင်မင်းလေးပါလေးတော့ကျွန်တော်ပြောင်းထည့်ထားလေးရောရှိတယ်ပေါ့နော်ဒီရွာလေးမှာပေါ့နော်အခုရွာလေးကတော့စောက်လက်စာပေါ့နော်ကျွန်တော် main server trailer ကြီးမထွက်လာခင်မှာတော့ဒီ video လေးပဲလောဆယ်ကြည့်ထားပြီပေါ့နော် so အခုကျွန်တော်တို့ရဲ့ဒီ server ထဲမှာဆိုလို့ရှိရင်ဒီဟိုဘက်ကမြင်ရတဲ့ tower ကတော့ Hiko Crack ရဲ့ဥစ္စာပါဒါကတော့နောက်မှတိရောက်လာတဲ့ Moin Jet စောက်ထားတဲ့ Moin Jet ရဲ့အိမ်လေးပေါ့နော်ကျွန်တော်ရဲ့ Nether Portal အကြီးလည်းရှိရပေါ့နော်ကျွန်တော် Heavy Gas တွေပါတွေကိုစီးပြီးတော့ Nether Portal တွေသွားတာပေါ့အဲ့လိုမျိုးပောက်ကြရတယ်ကျွန်တော်လုပ်ခဲ့ဘူးတာရှိပါတယ်ဒါကတော့ ICN ရဲ့အိမ်လေးပေါ့ကဲအခုဂျာထဲမှာလက်တလောကတော့ trade အကြီးမားတော့စောက်ထားမရှိသေးဘူးဒါကတော့အစကျွန်တော်နေခဲ့တဲ့ကျွန်တော်စောက်ထားတဲ့တကြီးအိမ်လိုဟာမျိုးပေါ့ဗျာနော်ကဲအခုဒီဘက်မှာလည်းဂျာနောက်တရွာရှိပါသေးတယ်ဒီကောင်ကြော်ပြီးသွားမယ်ဆိုရင်တော့ကျွန်တော်အခုလက်တလောကျွန်တော်နေနေတဲ့ပေါ့နော်ကျွန်တော်တောင်ရှိပါတယ်ဒီတောင်ပေါ်မှာဆိုရင်တော့ဒါကတော့ A-Crater နေနေတဲ့ဒီဘက်ချမ်းအိမ်လေးပေါ့ဒီရေကတော့ကျွန်တော် Elytra နဲ့စီးပြီးတော့လေပေါ်ပြန်ပြီးလာတဲ့ခါကျရင်ရေတွေကိုထိုးချဖို့အတွက်ရေလောက်ထားဖြစ်တယ်အခုမြင်နေရတဲ့ဒီအန်တွေကအတုံးနေနဲ့စောက်ထားတဲ့အိမ်ကတော့ကျွန်တော်လက်ရှိကျွန်တော်နေနေတဲ့ကျွန်တော်ရဲ့ spawn point လေးပေါ့နော်ကျွန်တော်ဒီအမြင့်ကြီးမှာအမျောကင့်ရွယ်ဆိုတဲ့ feeling ကိုကြိုက်တဲ့အတွက်ကြောင့်ကျွန်တော်တောင်ထိပ်မှာနေပါတယ်ကဲအဲ့တော့တော့ကျွန်တော်တို့ server က development အနေထားမှာပဲရှိပါသေးတယ်အဲ့တော့ကျွန်တော်တို့ server main server trailer ထွက်လာတဲ့ခါကျလို့ရှင်လဲအားပေးကြပါဦး bye bye